သည်ကဲတင်ပိုင်ရှင်သခင်ခရစ်တော်ကိုသိလျက်ကိုတော်ဤဘုန်းတကူတော်နှင့်ကျေးဇူးတော်ကိုချီးမွမ်းနိုင်ကြပါစေတည်းကျွန်တော်ဒီစာဖတ်တဲ့အတိုင်းကျွန်တော်အယံခွန်အားရပါတယ်နေ့ပေါင်းများစွာနာရီပေါင်းများစွာအသက်နဲ့ချွေးနဲ့နော်အင်အားကိုအသုံးပြုပြီးတော့ဆွလွန်စွန့်စားပြီးတော့မြန်မာလူမျိုးဖျားသခင်နှုတ်ပတ်တော်ကိုရရှိဖို့အတွက်ပြန်ဆိုပြီးတဲ့အခါမှာသူဆက်ကတဲ့အခါမှာပထမဆုံးကတော့ကျေးဇူးတော်ချီးမွမ်းတယ်ဒုတိယကတော့ဒီလောက်ဆက်ကတဲ့ပုဂ္ဂိုလ်မှာသူ့မှာအာနေခြင်းရှိတယ်လို့သူဝန်ခံတယ်သူပြုတ်လို့သမျှအပြစ်ကိုလွတ်ပါနောက်ဆုံးကတော့ဗာလဲဆိုရင်မြန်မာလူမျိုးကဲတင်ပိုင်ရှင်သခင်ခရစ်တော်ကိုသိလျက်ကိုတော်ဤဘုန်းတကူတော်လေးကျေးဇူးတော်ကိုချီးမွမ်းနိုင်ကြပါစေတည်းဒီနေ့ကျွန်တော်တို့ဖတ်ရှုနိုင်တဲ့ကျွန်တော်တို့ရဲ့တိုင်းသားဘာသာမြန်မာသားမှာကရင်ချင်းစသဖြင့်အလွယ်တကူကျွန်တော်လက်ဝယ်ရရှိနိုင်တဲ့ဘာသာဖတ်ရှုပြီးတော့နားလည်နိုင်တဲ့နှုတ်ပတ်တော်ကိုရရှိတဲ့ကျွန်တော်တို့အထူးဖြင့်ဒီနေ့နေရာကျေးဇူးတော်ချီးမွမ်းခြင်းမှာပါဝင်တဲ့ကျွန်တော်တို့အားလုံးကလည်းကျွန်တော်ထင်တယ်ဒီနေ့ကျွန်တော်တို့လက်ထဲမှာရှိတဲ့တမန်ကျမ်းစာကပေးတဲ့တမန်တရားလင်းပေးတဲ့ကယ်တင်ယေရှုဂျေဇုကိုလည်းမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးရရှိခံစားနိုင်ဖို့ဒီအချိန်ကကျွန်တော်တို့အားလုံးဆုတောင်းပြီးတော့ပြန်လဲဆက်ကမယ်အချိန်လည်းဖြစ်ပါတယ်ထိုနည်းဥတူပဲအဘိဓာန်ကိုပြန်ဆိုပြီးတဲ့အခါမှာနော်အဘိဓာန်လည်းခက်ခဲလို့ပါတယ်တခုကမပြီးဘူးဆရာကြီးကဘယ်လိုရေးထားတယ်လဲဆိုရင်ဤအဘိဓာန်စာအုပ်ကိုရေးသားရ၌အကျွန်ုပ်သည်မိမြခဲကဲပင်မန်းစွာလှုပ်ဆောင်ရွက်သည်ကိုဖျားသခင်မှတပါမိသူမြသိရှိနားလည်နိုင်မည်မဟုတ်ပါတစ်ဖက်ကမြန်မာလူမျိုးဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုသိဖို့ဖျားသခင်ရဲ့ကယ်တင်ကိုခံစားဖို့တစ်ဖက်ကမြန်မာနိုင်ငံမှာရှိတဲ့မြန်မာလူမျိုးအားလုံးသူတို့ရဲ့အသိပညာတိုးတက်ဖွံ့ဖြိုးဖို့အတွက်သူ့ရဲ့ဘဝတစ်ခုလုံးကိုလည်းအနည်းနဲ့ခံလေးဆက်ကလှုပ်ဆောင်ခဲ့ပါတယ်ဒါကြောင့်လို့မနေ့ကကျွန်တော်တို့ mission သာသနာအကြောင်းပြောတယ်ကျွန်တော်တို့ရဲ့တာဝန်ဒီနေ့နေရာကျေးဇူးတော်ချီးမွမ်းခြင်းမှာတစ်ဖက်ကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားရှိတဲ့နေရာမှာခရစ်တော်ရဲ့ကယ်တင်ခြင်းကိုရဖို့တစ်ဖက်ကလည်းဖျားရှင်စီကလာတဲ့ပညာအလင်းကိုရဖို့အဲ့ဒီပညာအလင်းသမာတရားဖြင့်လွတ်မြောက်ခြင်းကိုရဖို့နော်အထူးဖြင့်လူလောကမှာဘုရားသခင်ပေးတဲ့ပြည့်စုံကြွယ်ဝတဲ့အသက်တာကိုရရှိဖို့အတွက်အောက်တုံသာသနာကလုံငန်းကိုဆရာကြီးတန်ကဲ့သို့ကျွန်တော်လှုပ်ဆောင်ဖို့တာဝန်ရှိတယ်ဆိုတာကဒီသမိုင်းကိုကျွန်တော်လေ့လာတဲ့အခါမှာကျွန်တော်အနေနဲ့ဒီလိုပြင်းပြစွာနှလုံးသားထဲမှာခံစားရတဲ့အတိုင်းကျွန်တော်ဒီနေ့ကောက်နှုတ်ပြီးတော့ဖော်ပြခြင်းဖြစ်ပါတယ်အဲ့ဒီတော့ရှိစိတ်ဝင်စားစရာတစ်ခုကတော့ဗာလဲဆိုရင်ကျွန်တော်တို့ကဥနောဆိုတာဥသိတယ်နော်အဲ့တော့ကျွန်တော်တို့ဗမာလူမျိုးဆိုရင်ဥသိတာဥနောပဲနော်ဆရာတို့ကျွန်တော်တို့ညီကိုတော့ဆရာနိုင်ထွန်းသားရှိတော့မွန်ကလည်းဥနောပဲဟုတ်တယ်မလားမွန်ကလည်းဥနောပဲပြောတယ်အဲ့တော့ဥနောကမွန်လားဗမာလားတော့ကျွန်တော်လည်းမသိဘူးကရင်ဖြစ်တော့နော်ဒါပေမဲ့အဲ့လိုပြောကြတာခါကျရင်အငင်းကိုလောက်ကြတယ်ရန်ကုန်မှာကျွန်တော်တို့အသိဉာဏ်အစီအမဟာတဲ့မွန်လည်းဥနောပဲစသဖြင့်ပေါ့လေဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကကျွန်တော်တို့ကဘာပြောလို့ရှိသလဲဆိုရင်ဆရာကြီးရတန်ကမြန်မာနိုင်ငံမှာ6နှစ်သာသနာပြုမှဥနောဖြစ်လာတယ်နော်အဲ့ဒါကတော့ကျွန်တော်ထင်တယ်နည်းနည်းလေးမမှန်ဘူးထင်တယ်ဆရာကြီးရတန်ဗမာပြည်ရောက်ပြီးမှ6နှစ်ကြာတော့ဟုတ်တယ်ဘယ်လိုဆိုတော့3နှစ်လောက်ကစာပြီးမှလုံလာတဲ့ဝေစာတွေစဝေတယ်နော်ကျွန်တော်တို့1819ခုနှစ်ဧပြီလ9ရက်နေ့မှာကျွန်တော်တို့ဒါကဇယလေးဆောက်ပြီးတော့စားပြီးတရားဟောတယ်နောက်ဇွန်လကျွန်တော်တို့6ရက်နေ့မှာဥနောကအနိချင်းမင်္ဂလာတောင်းတယ်29ရက်နေ့မှာအဲ့တော့ဧပြီမေဇွန်3လ2လကျော်3လတရားစရာမှာစပြီးတော့တရားဟောပြီးတဲ့အခါမှာဒါပထမဆုံးဥနောခရစ်ယာန်ဖြစ်လာပါတယ်အဲ့တော့ကျွန်တော်ကပြောလေးရှိတယ်တကယ်ဆရာကြီးတို့ကတန်ခါစပြီးတော့အိမ်မီလီတရားကိုဟောတဲ့3လနီးပါးမှဒါပထမဆုံးဥသိရတယ်ဆိုရင်ဒါလေဖျားသခင်အောက်ပဲပြီးတော့ဆက်လာတဲ့ဥဒူဘလူစနောက်ပေါ့အဲ့တော့ဥရှင်ကိုအဲ့တော့အဲ့တုန်းကလည်းဥနောကဒီဇွန်လ6ရက်နေ့မှာ
နေချင်းခံဖို့အတွက်အဲ့တုန်းကတော့သေချာရှောက်ထားရတယ်ရှောက်လွာတင်ရတယ်နော်အဲ့တော့ဆရာကြီးယုဒတန်ကိုပါဠိဘာသာပြင်တဲ့ဒါပရမတ်ဆရာဥရှင်ကိုတော့ဟာတဲ့ဒီမောင်တော်ကဘာမှစဉ်းစားစရာရှိတယ်လို့မဟုတ်ဘူးတပြောက်ကရပြောတဲ့လူထုံတဲ့လူအဲ့လို तू ထင်တယ်နော်ဒါပေမဲ့မောင်ဦးနောကမောင်နောပါတကယ်ပဲခရစ်တော်ကိုယူတည်တယ်ခရစ်တော်အတွက်အသက်ပေးဖို့အစဉ်သစ်ဖြစ်တယ်လို့သူပြောတဲ့ခါမှာမှတ်တမ်းကဆရာယူဒတန်ကအင်မတန်စိတ်ထိခိုက်ပြီးတော့နောက်ဆုံးဒါ29ရက်နေ့မှာဇွန်လ29ရက်မှာနေချင်းမင်္ဂလာပေးခဲ့ပါတယ်ကျွန်တော်တို့ကရင်လူမျိုးတွေမှာကိုသာပြီးကအဦးသီးတယ်နော်ကိုသာပြီးရဲ့အဦးသီးရင်အစလေဆရာယူဒတန်ပဲအဲ့ဒါတချို့ကျွန်တော်တို့သိချင်မှသိတယ်ကိုသာပြီးကလူဆိုးလူမိုက်လူတွေကိုတတ်တယ်နော်နောက်ဆုံးအကျွေးတွေယူတယ်အကျွေးတွေကမနိုင်တော့သူ့ကိုဖမ်းတယ်ဟိုဈေးထဲမှာရောင်းတယ်ကိုရွှေဘေးဥရွှေဘေးကသွားပြီးတော့ဝယ်လာတယ်ဆယ်ချက်နဲ့ဒါကြောင့်မလို့တစ်ခါလည်းပြောတယ်ကရင်တွေကိုကဲတင်တာဗမာနော်ကျွန်တော်တို့ကရင်နဲ့ဗမာကိစ္စပြောလို့ရှိရင်လည်းကျွန်တော်တို့ပြောစရာတွေအများကြီးပေါ့လေသမိုင်းကြောင်ရဘာရောက်နော်ဟိုဘယ်လောက်အထိပြောကြလဲဆိုတချို့ကရင်ဆရာကြီးတွေကကောင်းကင်နိုင်ငံရောက်လို့ရှိရင်ဗမာတွေ့ရင်ဆင်းလာခဲ့မယ်ကျွန်တော်တစ်ခါပသိမ်မှာသွားပြီးတော့ဆရာကြီးတဲ့ကျွန်တော်တို့ဘယ်လိုလုပ်မလဲတဲ့ကျွန်တော်တို့ဆရာကြီးတချို့ကပြောတယ်တဲ့ဒါကသမိုင်းကြောင်ကအင်မတန်ခါးသီးတဲ့အတွေ့အကြုံတွေရှိလာတော့ကောင်းကင်နိုင်ငံရောက်လို့ရှိရင်ဗမာတွေ့ဆင်းလာမယ်ဆရာကြီးဘယ်လိုလုပ်မလဲကျွန်တော်မေးတော့ပသိမ်သင်တန်းမှာပြုံးနေကျွန်တော်ဖြေကျွန်တော်ရပြီမပူနဲ့လို့အဲ့ဒီလူတွေသေချာပေါ့ကောင်းကင်နိုင်ငံမရောက်ဘူးဗမာကိုလည်းတွေ့เสียမရှိဘူးအဲ့လိုစိတ်သဘောနဲ့ဆိုတော့ကောင်းကင်နိုင်ငံရောက်เสียအကြောင်းမရှိဘူးဒါကျွန်တော်ရဲ့အဖြေပေါ့လေမှန်ကြီးလည်းမှန်မယ်ဒါမှန်တယ်လို့ကျွန်တော်ယုံတယ်နော်အဲ့တော့ကိုရွှေဝေးခေါ်လာတယ်မနိုင်ဘူးအလွန်ကြမ်းတယ်နော်ကိုသာပြူကအဲ့တော့ယူဒသာစီပို့တယ်ယူဒသာကအင်မတန်နှိမ်ချစွာနဲ့ဖြင်းညင်းစွာနဲ့သွန်သင်လိုက်တဲ့အခါမှာတဖြည်းဖြည်းစိတ်ပြောင်းလဲပြီးတော့နောက်ဆုံးခရစ်တော်ကိုလက်ခံပြီးတော့ဆရာဗုဒ္ဓမင်းကခေါ်ပါတယ်နောက်သူ့နေချင်းပေးပါတယ်အဲ့တော့ကျွန်တော်တို့ဟုတ်တယ်မြန်မာမှာဦးသီးတဲ့ဗမာလူမျိုးမှာဦးသီးတဲ့ဦးနောကိုဆရာကြီးကသွန်သင်ပြီးတော့နေချင်းပေးသလိုကရင်ဦးသီးတဲ့ကိုသာပြူကိုပထမဆုံးလက်ဦးဆရာသွန်သင်တာဝိညာဉ်ပြုစုတာကလည်းဆရာကြီးကဖြစ်တယ်ဆိုတာကျွန်တော်တို့ဒါတွေ့ရပါတယ်အဲ့တော့ဆရာကြီးကအင်မတန်စိတ်အားထက်သန်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီရန်ကုန်မှာစပြီးတော့သာသနာပြုတဲ့အခါမှာတဖြည်းဖြည်းအောင်မြင်လာတယ်ဒါပေမဲ့သူ့ကိုအများကြီးကူညီကြတဲ့မြင်ထဲမင်းကြီးတို့ဘာလို့ကပြောင်းသွားတယ်ဟိုဝန်ကြီးတွေဖြစ်သွားတော့နေပြီးတော့ရောက်တော့အဲ့ဒီမှာစပြီးတော့ကြက်လာပြီအဲ့တော့ဆရာကြီးတော်ကအားလုံးသိတဲ့အတိုင်းပဲဒါနေပြီးတော့ကိုသွားပြီးတော့အဲ့ဒီမှာသွားပြီးတော့ကျွန်တော်တို့ဘယ်မင်းမြတ်စီမှာသာသနာပြုဖို့အတွက်သွားပြီးတော့ရှောက်ထားတယ်ခုဒီနေ့ကျွန်တော်ရဲ့တရားဟောချက်မှာလည်းကျွန်တော်ပြောပါပြီအဲ့တော့ရှောက်ထားတဲ့ခါမှာတခါတည်းစကားပီပီသက်သက်ပြောနိုင်တော့ဒါကဘာကြီးတော့ဘုရားအံ့ဩတယ်ဟာကျွန်တော်ရောက်တာ၄နှစ်ရှိပြီဒီပြီးတော့တတ်ပါပြီကျွန်တော်ကအမေရိကန်သာသနာပြုပါပဲဒီနိုင်ငံမှာတော့ဒီခရစ်တော်ရဲ့ဒါတရားတော်ဒီဘာသာကိုသွန်သင်တဲ့အခါမှာဒီတရားတော်လိုက်ဒါကျွန်တော်တီလိုကြတဲ့နိုင်ငံသူနိုင်ငံသားတွေနိုင်ငံခြားသားတွေမင်းမှုထားနေပါလွတ်လပ်စွာချင်းချုပ်အချုပ်တော်မရှိဒါခွင့်ပြုဖို့အတွက်သူရှောက်ထားတယ်နော်အဲ့ဒီမှာရှောက်ထားပြီးတဲ့ခါမှာသူကတခါတည်းဗာလဲဆိုရင်သူ့ရဲ့ဒါဝေစာဓမ္မဝေစာဓမ္မစာဆောင်ဆက်တယ်ဒါဝင်းကြီးဥစ္စာကနေဆက်တယ်ဆက်တဲ့ခါမှာနော်မင်းကြီးကကြည့်တယ်သူလည်းရှောက်ထားတယ်ဘာပြောတယ်လဲဆိုရင်နော်ကျွန်တော်တို့အရာခတ်သိမ်းကိုတတ်တတ်နိုင်တော်မူတဲ့သေခြင်းအိုခြင်းမရှိတဲ့လူတဇူဒီသောဖျားဘယင်မင်းများကိုရှောက်ထားတဲ့အခါမှာပဲတခါတည်းတဇူဒီသောဘုရားကဲ့တင်ခြင်းကိုပေးနိုင်တဇူဒီသောဘုရားအရှိကြီးပဲကျွန်တော်တင်းနေတော့ကျွန်တော်ဖတ်ပြတယ်အခုတော့တူချုပ်ကျွန်တော်ပြောအဲ့ဒီမှာဘယင်ကဘာလဲဆိုတော့သူ့ရဲ့ဓမ္မဝေစာကိုလွှင့်လိုက်တယ်လွှင့်ပစ်လိုက်တယ်နော်အဲ့ဒီမှာအခွင့်မရဘူးဒါပေမဲ့ယူဒာသံကရန်ကုန်မှာသာသနာပြုတယ်အခွင့်ရင်မရဘူးအခွင့်ရင်မရတဲ့အခါမှာရအောင်ကြိုးစားတယ်ကြိုးစားတဲ့အခါမှာလဲသမ္မာတတ္တိနဲ့မဟုတ်ဘူးနော်ရဲရဲတောက်တတ္တိနဲ့လှုပ်ဆောင်ခဲ့တယ်နော်နောက်ဆုံးထောင်ထဲမှာလဲကျွန်တော်တို့ဖမ်းချုပ်ခံစားရတယ်ဆိုတော့ကျွန်တော်သိပါတယ်အဲ့တော့ကျွန်တော်နောက်ဆုံးအနီးကုန်းချုပ်နေနဲ့ကျွန်တော်တို့အားလုံးကြည့်မယ်ဆိုရင်ဆရာကြီးတော်သားရဲ့ဘဝကအစဖြတ်သန်းကြော်သွားလာတဲ့သူ့ဘဝတစ်လျှောက်လုံးမှာဖျားရှင်အတွက်အခုနဒေါက်တာဒေါ်လော့စ်ပြောသလိုပဲတကယ်သာသနာအာဇာနည်နဲ့မရတည်ပြီးတော့လှုပ်ဆောင်ခဲ့ပါတယ်
အဲ့တော့ဆရာကြီးတန်စိတ်ဓာတ်ဆိုတာကျွန်တော်ဆောင်းမတစ်ခုရေးထားတာရှိပါတယ်ကျွန်တော်ထပ်ပြီးတော့ဖြည့်ဖို့တော့မြန်မာတမထက်ဖို့ပထမချက်ကတော့ခုနပြောသလိုပဲအင်မတန်မှပဲစီကံကြီးတယ်သူရဖေကသိစိတ်ကံကြီးတယ်မိခင်ကတော့အင်မတန်နူးညံ့သိမ်မွေ့တယ်အဲ့ဒီကနေပြီးတော့ပြုစုပြိုးထောင်လာတဲ့ဒီသားဟာအသက်တာပြောင်းလာတဲ့အခါမှာနော်အသက်တာပြောင်းလဲတဲ့အခါမှာနော်အခုနကျွန်တော်တို့ Star of the East ကိုဖတ်ရတယ်နောက် Michael Sheen ရေးတဲ့အင်းဝါသူတန်တမန်ဒီအကြောင်းအရာဖတ်တဲ့အခါမှာဗုဒ္ဓဘာသာထွန်းကားတဲ့မြန်မာနိုင်ငံသူ့နှလုံးသားတွေရောက်လာတယ်။ကျောင်းစာကျောင်းအောင်တဲ့အခါမှာလည်းအဲ့ဒီတိုင်းတစ်ပါးကိုသွားဖို့မဟာစေစားချက်တိုင်းမိမိရဲ့ဘဝကိုဆက်ကတယ်ဆိုတာတွေ့ရပါတယ်။အဲ့ဒီချိန်မှာမနေ့ကဆရာကြီးဒေါက်တာကျော်သားပြောပါတယ်သာသနာအဖွဲ့အစည်းမရှိဘူးတင်ပြတယ်။စိတ်အားထက်သွားဆိုတင်ပြတဲ့အခါမှာအသိတော်ခေါင်းဆောင်တယောက်ကဘယ်လိုမှတ်ချက်ချတယ်လဲဆိုရင်ကျွန်တော်တို့ဖျားသခင်ကိုတားဆီးဖို့မကြိုးစားသင့်ပါဘူးသာသနာပြုဖို့တင်ပြတာဟာမဖြစ်နိုင်ဘူးငွေကြီးအမျိုးမျိုးဆွေးနေကြတယ်နောက်ဆုံးကြတော့သာသနာပြုဖွဲ့သူ့ကိုဆင်လို့တယ်သူနဲ့မမအဲကျွန်တော်တို့ခီးပြုတဲ့ခါမှာအထူးဖြင့်ဗတ္တိသမင်္ဂလာအကြောင်းပြောတဲ့ခါပထမဆုံးမမအဲကသူပြောတယ်ရှင်းတဲ့နေချင်းခရစ်ယာန်ဖြစ်မှာကျွန်မသိစိုးရိမ်တယ်ဘာလဲဆိုတော့သူတို့ကိုပို့လိုက်တာက Congregational Church ကနော်ဒါပေမဲ့နောက်ဆုံး2ယောက်စလုံးသူတို့2ယောက်စလုံးနေချင်းမင်္ဂလာခံယူတယ်ကျွန်တော်အဲ့ဒီသမိုင်းမှတ်တမ်းတစ်ခုတစ်ခါတော့ဖတ်မှုရှာလို့မတွေ့ဘူးဘယ်ခုနှစ်လောက်မှလဲသူ့ရဲ့အမေရိကန်မှာရှိတဲ့သူ့အဖေ Congregational ကသေဥဆရာကြီးတွေနောက်ဆုံးဒါနေချင်းမင်္ဂလာခံယူတယ်ဆိုတဲ့မှတ်တမ်းလဲကျွန်တော်တစ်ခါဖတ်ဘူးတယ်အဲ့ဒါကျွန်တော်ပြန်ရှာတော့ပြုံးတဲ့အချိန်လည်းမရတော့အဲ့ဒီအင်မနာစိတ်ဝင်စားစရာကျွန်တော်တွေ့ရပါတယ်နော်ဗမာပြည်ကိုရောက်လာတယ်ပဒေသရိတ်ခေဖြစ်တဲ့ဗမာတွေဦးစီးတဲ့အုပ်ချုပ်တဲ့အချိန်ဖြစ်တဲ့အမတအယူသီးတယ်ဘာသာတရားအထူးဖြင့်နိုင်ငံခြားဘာသာလုံးဝကျွန်တော်တို့ဒါလက်မခံတဲ့အချိန်ကဖြစ်ပါတယ်ဒါပေမဲ့ဆရာယူဒသာရောမမယူဒသာနှစ်ယောက်စလုံးညမမြေပေါ်မှာသာသနာအတွက်အသင်းတော်အတွက်သာသနာအတွက်တခါတည်းဆက်ကဖို့သူတို့စိတ်ပိုင်းဖြတ်ခဲ့တယ်အဲ့ဒါကဒီလိုပြင်းပြခိုင်မာတဲ့စိတ်ဓာတ်ကိုမမအန်ရေးတဲ့ရေးသားချက်မှာကျွန်တော်တို့ထေဟဖော်ပြတာကိုကျွန်တော်တွေ့ရပါတယ်ဘယ်လိုရေးထားသလဲဆိုရင်အခုတော့ကျမတို့ရဲ့အနာဂတ်လုပ်ငန်းဖြစ်တဲ့ဒီဒေသကိုညွန်ပြနေတဲ့ဖျားသခင်ရဲ့လက်တော်ကိုမြင်ရပါပြီဒါကျွန်တော်အင်္ဂလိပ်ပါပြန်တာပါရက်ဆက်ချမ်းကျုပ်တဲ့အကျဉ်းနာတရားတွေမရှိတဲ့လူတွေနဲ့အတူနေရမှာတွေးမိတိုင်းကျမရဲ့စိတ်တွေဟာလင်းလာနေပါတယ်ဒါပေမဲ့သတင်းကောင်းခေါင်းပါတဲ့သူတို့ရဲ့စိတ်မချမ်းမြေ့ပွေရာအခြေအနေကိုတွေးမိတိုင်းကျမသွားရောက်ပြီးသူတို့အကြားမှာသက်ရှင်နေထိုင်အသေးခံဖို့ဆန္ဒတွေပေါ်ပေါက်ခံစားရပါတယ်ဆရာကြီးရတန်ကလည်းဘယ်လိုရေးသားပြီးတော့ဒါထုတ်ဖော်ခဲ့တယ်လဲဆိုရင်အရာခတ်သိမ်းအမိုက်လျက်ပျော်ရွှင်နှစ်လိုဝယ်မရှိဘာမျှအလားအလာမကောင်းတဲ့အခြေအနေဖြစ်ပါတယ်ကျွန်တော်တို့တပါးမျိုးသားနယ်မြေကိုမိမိတို့မျောလင့်ထားခဲ့သမျှယခုတွေ့ရတဲ့အခါမှာဝမ်းမြောက်ပျော်ရွှင်ကြရမယ်အစားဟာအတိုင်းတစ်ခြားမှာသာသနာပြုသိပျော်မယ်အစားတဲ့မပျော်ပတ်နိုင်တာကိုကျွန်တော်တို့ရဲ့အားနည်းချက်ဖြစ်ပါတယ်ဒီနေ့ဟာကျွန်တော်တို့အတွက်မျောလင့်စရာနှိမ့်သိမ့်စရာမရှိပေမဲ့ကိုယ်ကိုကောင်းကင်ဘုံရှိတဲ့အဖလက်ထဲမှာမချွင်းမချမ်းအနာမတာဖြစ်ပါမယ်မျောလင့်စရာမရှိတဲ့နေရာနော်ခက်ခဲမျိုးစုံရှိတဲ့နေရာမှာတဖူးတွေ့ဒူးတွေ့တဲ့အခါမှာစနီးမောင်နှံဦးစလုံးကတော့သူတို့ခိုလုံကိုးစားပြီးတော့သူတို့ဖက်ရမ်းပြီးတော့ဖျားရှင်လက်ထက်မှာသူတို့ရဲ့ဘဝအသက်တာကိုအနံဆက်ခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်မနေ့ကကျွန်တော်တို့ရန်ဒပုံစာချုပ်အကြောင်းကိုပြောပါတယ်နော်ကျွန်တော်တို့အထင်လွဲခံရပြီးတော့ကျွန်တော်တို့1824ခုနှစ်ဇွန်လ10ရက်နေ့ညမှာညစာစားနေကမှာကရဲလာပြီးတော့ဖမ်းတယ်ရိုးမဖမ်းဘူးယူတော့ဖမ်းတယ်မမအဲ့လိုခက်ချင်ချင်လေးတွန်းလိုက်တယ်နော်ဒါကျွန်တော်တို့လက်မျိုးထောင်အေးဝါမှာ17လတိတိနေရတယ်နောက်ကျွန်တော်တို့မတွေ့ရတွေ့ရတယ်မဲ့ခြေကိုချင်းကင်းခတ်တယ်အပေါ်မှာလက်နဲ့အင်မတန်ညစ်ပတ်တဲ့နေရာမှာနော်ကျွန်တော်တို့နေခဲ့ရပါတယ်အဲ့တော့ဒီလက်ရမွထောင်မှာမနေ့ကပြောပါတယ်ကျွန်တော်လက်မျိုးထောင်မှာကျွန်တော်တို့အခုရင်တော့ကျွန်တော်တို့အထိတ်အမှကြောက်တုံးရှိပါတယ်နော်ကြောက်တုံးကြီးကို1990ကျွန်တော်တို့နေချင်းသာသာနေ့195ယူရတာနေ့195ကျွန်တော်တို့ပြုလုပ်ကျင်းပဖို့ပြင်ဆင်တဲ့အခါမှာနိုင်ငံတော်အစိုးရကိုကျွန်တော်တရားဝင်ပြင်ဆင်ဖို့ခွင့်တောင်းပါတယ်ပ
ထမတော့ခွင့်ပေးတယ်နောက်တော့ဘာပြောလဲဆိုရင်အခွင့်မပေးနိုင်ဘူးဒါကနိုင်ငံတော်အစိုးရအနေနဲ့ယဉ်ကျေးမှုဒါနယ်မြေမှာတတ်မှတ်တဲ့အတွက်ကြောင့်မလို့မကြခင်မဲ့ကျွန်တော်တို့ဘာကြားတယ်လဲဆိုရင်ကြောက်တုံးကြီးကိုရေထဲမှာမြုပ်လိုက်ပြီဟာနောက်မှမဟုတ်ဘူးရေထဲမှာမြုပ်လိုက်ဘူးမြုပ်ဖို့ကြိုးစားတယ်အမိတ်ပေးတယ်ဒါပေမဲ့အဲ့ဒီအပြစ်မှာအစကလေးမှာမြုပ်ထားတယ်ဆိုတော့အဲ့ဒါကိုကြားတဲ့အတွက်မလို့ကျွန်တော်တို့အဲ့တုန်းကဗိုလ်ချုပ်မူကြီးစောမောင်ကျွန်တော်မြန်မာနိုင်ငံနေ့ချင်းအသင်းချုပ်အခုစာတွေကျွန်တော်အခုကင်ထားပါတယ်အေးတေဝင်စာတွေကျွန်တော်တို့ဒါဆက်လက်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့အင်မတန်ဝန်းနေကြောင်းကျွန်တော်တို့ဒါကျွန်တော်ကြားကျွန်တော်တို့မြစ်တရခံပြီးတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာရှိတဲ့ခရစ်ယာန်တွေရဲ့အားလုံးရဲ့ကြေကွဲဝန်းနေမှုလေကျွန်တော်တို့ဒါ